Nila Nizaradi Bida Zaradiyo Loida Zabavoda Do Dadadiyo Dama Sabidita Babadadi Babadara Eo Badana Nadatuza Badajano Yago Damada Dada Nulobadilo Azoza Baba Sejano Mudo Payajaguro Yaji Nila Sado Mozido Yahuno Dagosi Yudo Yatanama Nila Janu Guanyu Yerana Yugedo Saydagudu Yada Lubje Yumono Yogiro Dadudi Nizaradi Nidaula Dau Yamanda Yerana Dora Yalugu Take a Pyu Jwe Wele Sadele Gumuro Mugaligui Bida Zategi Shilo Iro Male Bida Maliga Sridagane Shwina Shwi Tegi Dele Baba Wigondo Radio Nizaradi Nidhau Ladau Byamana Yau Yerana Naura Yau Lugu Te Gonga Muyi Pyu Jwe Owele Sadele Kumuro Mugaligui Loida Chibawaro, Labawaro, Sado, Kuro, Zizima Loida, Koyani, Gavalani, Janiela, Bramia, Zigundo Ava Ni Yawele, Yogiro Dadodi Nizaradi Nido Lado, Yamana Yo Yerana Nora Yalugu Te Gonga Lamuyi Pyu Jwe Wele Sadele Gumuro Mugaligui Orada Swero Dwaro Yaburo So Undalo Mujendo Dama Orada Dio Savejeyo Wiru Bozai Say Bagaidu Willero Webune Jabu Madugedu Juzino Yogiro Dadudi Nizaradi Nidaula Dau Yamanda Yau Yerana Daura Yau Lugu Take on Sadele Kunyu Domu Jaligui Dama Tazanyaro Dagu Ojibawaro Dagu Dishama Turudo Guru Zidima Mide Jaza Kayaduyao Mayaduyao Dawi Devyao Devyao Singedo Tewe Nyu Maudo Yogiro Dadudi Lago Babandara Sanami Yau Lesi Yau Yerana Muzo Yau Jamyu Zo Yau Tem Yau Wele ကျေးဇူးဖြင့်
စိတ်ရောက်တဲ့ကဲ့သို့ရိုးရိုးရဲရဲရိုးရိုးပြတ်သောရောင်ကြီးတော်ဓာတ်တို့သည်၎င်းဘဘတတိနေတော်လာထောင်မြဝတရောင်ယရဏနဝရရောင်တို့ကိုထိတ်ကုန်းကလွှမ်းမှု၍ဖြူဖြူကျွေကျွေအဝဝဲလေအစံတရေကိုမျိုးတော်မူကြလေကိုအေဟူဤအောင်ကြီးတော်၆သွဲဂုံတော်သူကိုချီးကျူးကမွေးစုတော်မူခဲ့သည့်အတိုင်းသမဏရတေယောညုတမြဝတ္တလိမိတေစုပြုတဲ့ကြောင့်အမောက်တကျပြုကျွယ်ငါငါချောင်းမရောက်နိုင်အပြိုင်ပြိုင်ကိုစိုးပန်ရရှိတော်မူဝိထသောဘဂဝါဘုန်းတော်တရဟုဆောင်းတော်မူ၍အောင်သူညွယုထိုဆုံးလည်းဖြစ်တော်မူဝိထသောထိုသုံးလောကညိုကိုနိဗ္ဗာန်မူဖြစ်တော်မူသောရှင်တော်မြတ်ဘုရားသည်မေပဋ္ဌာန်းပစ္စည်းဆက်သွယ်နည်းဖြင့်ဖွဲ့စည်းကလယုံနံတကုဆွဲမှန်သမုံကျွန်ုပ်၏ဒီရေသံမေကနိုင်ပန်းမြိုင်တော်ညိုစိတ်ဆိုးတွင်တော်ပူကောင်းတွေကိုတောင်းတပေါ်၌ထာတုမရညံသွားသံဃာလည်းတဏကိဝတ္တော်မူလည်းပါသုံးလောကကိဆောင်ရွှေဘုံကောဘုရောမြတ်ကြီးဖရာဘဂဝံဘုလည်းလုံးမြိုင်တူကိဖက်ကွာ၍စကြမဲစေဖြစ်ကြည်ဖြစ်တော်မူသောဒီဘဝပါရဂုတရားမူရှင်တော်မြတ်ဖရာသည်ငါးပါးမနေပလင်ပွေတို့မြစ်တမှုဝဲရွှေဝလွာမုံကြမတုံတို့အစုံလေးလီခိုင်လေးကိုလမ်းမီဆွေကျွေ၍ကယုတ်ခွေဝိဇ္ဇမလွတ်ထွက်တော်မူပြီးနောက်တတ္တတတ္တနဝဒါလီဂိယာဤဖြင့်မိကိုပြောင်းစံတော်မူစေသောအခါယရဏဂရတတ္တဝေဓမ္မနေကျသမုန်နေသူစัจ jin ဝပဋ္ဌာန်းချက်ကိုထောင်လန်းပြုကိုရွှေဉဏ်တော်လွတ်လေသောရောင်ရွရောင်ဆွဲရွှေဘုံသောခြေသောကြောင့်တပည့်လိုရှုမသောမိုးလုံးတည်းဝေပြတ်ပယတတ်ပဲမစနိုင်တဝေဝေပြိုးရွှေနီပြိုဆူဆူထွေးချက်လေနီမောင်ရောက်တော်လျက်စီတွေလက်တလုံးပြိုးရွယ်တကွာကွာရောက်ချောက်ဆုံးကြလေလောကရတိုင်းများကိုဖြန်လွှမ်းအောင်ကျုံတော်မူကြလေကုန်တည်းရောင်ကြီးတော်ဘုညွထွေးချက်လေလူလိုလျက်မြုပ်ကုန်တော်မူစေအကြောင်းရင်သမုဒ္ဒဧကဧကပဋ္ဌာနာဟုနေယထူသာမြတ်ပဋ္ဌာန်းကိုရှင်လန်းသောညကတိုင်သမာဓိပန္တရိုင်းဖြင့်ထံကရိမိသာစွာစေရနာထွတ်ပြဖြင့်ရွတ်ဖတ်တရေမူကြ